ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ရဲ့အငယ်ဆုံးသမီးပဲဖြစ်ပါတယ်။ အောက်စဖို့တက္ကသိုလ်ဆေဟွန်ကောလိပ်မှာဒသနိကဗေဒနိုင်ငံရေးသိပ္ပံနဲ့စီးပွားရေးပညာရပ်တွေကိုလေ့လာဆည်းပူးခဲ့ပြီးတော့ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကိုရရှိခဲ့ပါတယ်။ 1969 ခုနှစ်တွေမှာတော့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရုံးအုပ်ချုပ်ရေးနဲ့ဗန်နာရေးဆိုင်ရာကိစ္စရပ်များအကြံပေးကော်မတီမှလက်ထောက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ခင်မွန်းတဲ့ဒေါက်တာမိုက်ကယ်အဲရစ်နဲ့သားနှစ်ယောက်ထွန်းကားခဲ့ရမှမြင့်စမ်းအောင်နဲ့မောင်ထိန်လင်းတို့ပဲဖြစ်ပါတယ်။ 1988 ခုနှစ်ကမိခင်ဖြစ်သူကတီရီသူရမဒေါ်ခင်ကြီးနာမကျန်းဖြစ်နေတာကြောင့်လာရောက်ပြုစုစဉ်မှာနိုင်ငံရေးလောကအတွင်းသို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လူအားလုံးကစီးလုံးလုံးငြင်းငြင်းညွတ်ညွတ်စီးကမ်းစီးနဲ့ချီချက်မှာပဲရောက်နိုင်ပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထူထောင်ပြီးတော့ရွေးကောက်ပွဲဝင်ရောက်ခဲ့ရမှရွေးကောက်ပွဲအနိုင်ရခဲ့ပေမဲ့လည်းစစ်အစိုးရကအကြေကျုံနဲ့ထိမ့်သိမ်းခဲ့တာဖြစ်ပါတယ်။တိုင်းပြည်နဲ့ဒီမိုကရေစီရေးအတွက်သူမရဲ့ငြိမ်းချမ်းစွာကြိုးပမ်းမှုကြောင့်1991ခုနှစ်မှာကမ္ဘာနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ပါတယ်။နှစ်ပေါင်း20ကျော်ကြာနေအကျေကျုံခံရပြီး2010မှာတော့အကျေကျုံမှလွတ်မြောက်ခဲ့ပါတယ်။2015ရွေးကောက်ပွဲမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလွှတ်တော်နေရာအများစုကိုအနိုင်ရရှိပြီးသူမရဲ့အစိုးရမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့နိုင်ငံခြားရေးဝန်ကြီးနေရာတွေကိုရယူကာတိုင်းပြည်ငြိမ်းချမ်းရေးပြည်တွင်းစစ်ရပ်စဲရေးဒီမိုကရေစီရေးအပါအဝင်တိုင်းပြည်ရေးအတွက်ဆက်လက်ကြိုးပမ်းနေပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံရာထူးကိုရယူပြီးနောက်သမ္မတအထက်အဆင့်ကနေအစိုးရအဖွဲ့ကိုဦးဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ Simply that about the president, I make all the decisions because I'm the leader of the winning party. တကယ်အကျဉ်းထောင်ဆိုတာကြောက်စိတ်ပါတကယ်လွတ်လပ်မှုဆိုတာကြောက်စိတ်မှလွတ်မြောက်ခြင်းပါဆိုတာသူမရဲ့ကပ္ပကျော်စကားတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ Happy birthday ပါမေစုချုံတော်ကနေအမြန်ဆုံးလွတ်မြောက်ပါစေပြီးတော့ဒီနိုင်ငံကိုမေစုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်တည်ที่ကျွန်တော်တို့စူးစမ်းပြီးတော့တည်ဆောက်သွားမှာပါဒေါ်လန်ယူပြီးသည့်အစုံမနစ်နဲ့စူးစမ်းပြီးတော့ဒီနိုင်ငံကိုမေစုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်တည်အထိစူးစမ်းပြီးတော့တည်ဆောက်သွားမှာ Happy birthday ပါမေစုကြမှာပါစေတက်ရတဲ့80နှစ်ပြီးမွေးနေ့ချုံတော်နဲ့အများဆုံးပြန်လုပ်ပါစေ မေစုရဲ့မကြမီလာတော့မယ်အသက်82နှစ်ပြည့်မွေးနေ့မှာအများဆုံးချုံတော်မှာလူကင်းပါစေအများဆုံးအနေကင်းပါစေနောက်ပြီးတော့မေစုရဲ့မျှော်မှန်းထားတဲ့နိုင်ငံရေးမက်ချက်တွေကိုအများဆုံးကောင်းတဲ့ပေါ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် ခုမေစုရဲ့82နှစ်ပြည့်မွေးနေ့ကစပြီးတော့မေစုဆင်းရဲဒုက္ခခံရတဲ့ဒုက္ခတွေအကုန်လုံးလွတ်မြောက်ပြီးတော့ကျွန်တော်တို့လူငယ်တွေကိုလည်းထပ်ပြီးတော့အင်းနေခွန်အားကြီးထပ်ပေးနိုင်အောင်လွတ်မြောက်ဒီကနေ့နေနိုင်ပါစေမွေးနေ့ကစပြီးတော့လွတ်မြောက်ပါစေဒုက္ခတွေဆင်းရဲဒုက္ခတွေအကုန်လုံး Happy birthday ပါအဖွားစု82နှစ်ပြည့်မွေးနေ့မှာစ၍ပျော်ရွှင်ပါစေ Happy birthday ပါမေစုအချုံတော်သားစီရန်ပြီးတော့အမြန်ဆုံးလွတ်မြောက်နိုင်ပါ Happy birthday ပါအမေစုအသက်82နှစ်ပြည့်မွေးနေ့မှာဒီချုံနောင်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော့တမတို့နဲ့အတူတူအေဂျင့်ပျော်ပျော်ရွှင်ရွှင်အမြန်ဆုံးနေနိုင်ပါစေအချုံနောင်မှာလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့တမတို့ကဆုတောင်းပေးနေပါတယ် Happy birthday ပါအမေစုဒီနေ့ကြောက်ရောက်တဲ့82နှစ်ပြည့်မွေးနေ့မှာဒီနောက်နှစ်ပေါင်းများစွာအထိပြင်းကျန်းမာစွာနဲ့ရှိနေပေးပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကတော့အမေစုကိုအများကြီးလွမ်းနေပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအမေစုကိုအတိုင်းမသိကိုလွမ်းနေပါတယ်အမေစုဖြစ်စေခြင်းနဲ့ဒီမိုကရေစီနိုင်ငံတော်တရက်တည်ထောင်နိုင်တဲ့အထိကျွန်တော်တို့တွေမစုံမနစ်စူးစမ်းသွားပါမယ်လို့ဒီနေရာကနေပဲဂရုသစ္စာပြုရတယ်အမေစုကျန်းကျန်းမာမာနဲ့ဆက်လက်ပြီးတော့ကြည့်ရှိနေပေးပါ မင်္ဂလာပါ Happy birthday ပါမေစုအသက်82နှစ်ပြည့်မွေးနေ့မှာစပြီးတော့အချုံတော်များအမြန်ဆုံးခင်းလို့ပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါတယ် ဟုတ်ကဲ့ပါကျွန်တော်လည်းထပ်ပြီးတော့ဆုမကောင်းတောင်းပေးပါတယ်အမေစုနဲ့အတူကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားမှာဗီဒီယိုထိုင်ချတဲ့မြို့ရည်များအားလုံးလည်းဆက်အာနာရှင်လက်အောက်မှာအများဆုံးကိုရပါစေလို့ထပ်ဆုတောင်းပေးပါလေကျွန်တော်ရဲ့နောက်ဆုံးချိန်အထိတိုက်ပွဲဝင်တာပြီးကျွန်တော်တို့ဂရုတစိုက်ပြုပါ
Happy birthday ပါမေကောင်ဆန်းစုကြည်82နှစ်မွေးနေ့မှာဒီကျမ်းမာပါစေချမ်းသာပါစေတက်တော်ရကြောရှိပါစေချုံအောင်ပြီးမှလည်းအများဆုံးကျင်းလို့ပါစေဒီတက်ရှိချင်ရှားရှိနေမယ်လို့လည်းကျွန်တော်တို့ပြောနေပါတယ်87မွေးနေ့မှာဒီအမေစုဖြစ်တဲ့ဒီလူနဲ့မိသားစုနဲ့ဒီကျမ်းမာစွာနေထိုင်နိုင်ပါစေ Happy birthday ပါအမေစုအမြန်ဆုံးအချုံအောင်မှာလွန်မြောက်နိုင်ပါစေ